မိုက်တိုကဂရိုကိုဂျိုကိုမသေးသေးဘူးလားလို့မေးလိုက်တော့ဂရိုလည်းဂျိုကိုကိုဟာနာမီသွားခဲ့နေတာမလို့မလျှော်လောက်ပါဘူးလို့လာပြန်ပြောနေတဲ့အချိန်ဟာနာမီနဲ့ဂျိုကိုတို့ကမိုက်တိုတို့ရှိကိုရောက်လာခဲ့တဲ့အပြင်ဂရိုကလည်းဂျိုကိုကိုဂျိုရဲ့လုံနိုင်တဲ့ကိုသိပြီမလားလို့ပြောပြလိုက်ပြီးသူတို့လုံနိုင်တာဆိုလို့ဘာမှမရှိပဲအချိန်နေနဲ့ချိန်ကာကိုစောင့်ပြီးဂျိုကိုကျေးပေးဖို့ပဲရှိတယ်လို့ဂရိုကပြောနေခဲ့ပါတယ်ဂျိုကိုကျေးပေးမဲ့နေရတော့အော်တိုဘာ30ရက်နေ့စီခိုရာမှာအကောင့်ထဲပုံမဲ့လို့ပြောလိုက်တဲ့အပြင်အသေးစိတ်ကိုတော့နားနီးမှပြန်ပြောမယ်လို့ပြောလိုက်တော့မိုက်တိုကဂရိုရဲ့အကြံကောင်းတာမလို့ကန့်ကွက်စရာမရှိဘူးလို့ပြောလိုက်ကအဲ့ချိန်မတိုင်ခင်ထိတော့လူသားတွေရောကျင်းစာကောင်းတွေရောမမရဲ့မောင်လေးလို့လိမ့်လိမ့်မမနေကြတာပေါ့လို့လာပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဘန်နာဒီနေ့ပညာဖလှယ်ရောက်နေပြီဖြစ်လို့ပထမနှစ်ကျောင်းသားလေးခရီယိုတိုကျောင်းကြီးနဲ့အဆင်ပြေပါမလားလို့တွေးဖို့နေခဲ့ပြီအထူးစင်ကျင်းစာကောင်းရှိတဲ့နေရာကိုအထက်လူကြီးတွေအနေနဲ့ပထမနှစ်ကျောင်းသားလေးတွေကိုတာဝန်ပေးခဲ့တာနဲ့ပတ်သက်ပြီးဂျိုကအထက်လူကြီးတွေနဲ့အဆင်မပြေဖြစ်နေတာကိုလည်းဘန်နာတို့ကသိရှိနေခဲ့တဲ့အပြင်ခရီယိုတိုကျောင်းကလည်းပထမနှစ်တွေကိုတာဝန်ပေးခဲ့တဲ့လူတွေကတယောက်ပဲဖြစ်နေခဲ့တာပဲဖြစ်ပါတယ်ဘန်နာကတော့ခီယိုတိုကျောင်းသားတွေဖြစ်ကြတဲ့တိုတိုနဲ့မာရီတို့ကလည်းသူများကိုဒုက္ခပေးရတာကြိုက်တဲ့လူတွေကတယောက်လေလို့ပြောနေခဲ့တဲ့အချိန်မဂီမီတို့စီကိုလည်းတိုတိုနဲ့မာရီတို့ကရောက်လာခဲ့ကြတော့မဂီမီလည်းမာရီကိုလမ်းတော့ဆက်လိုက်ပြီးနိုဗာရာကိုသူတို့ကအမောင်နှမတွေဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့နောက်တိုတိုကမဂီမီကိုအမိုက်တစ်ခုလိုကြည့်လိုက်ပြီးတတိယနှစ်တည်းစာဝင်ပြန်မဲ့လူတွေလားလို့မေးလိုက်တဲ့အပြင်မာရီကလည်းပထမနှစ်ကျောင်းသားတွေကစူနာလက်ချောင်းကိုစားထားတဲ့မကောင်းဆိုးဝါးတစ်ဝက်ကောင်အီတာတို့ယူဂျီမာလကသွားတာမဂီမီတို့အတွက်ပိုကောင်းသွားတယ်မလားလို့ရန်ဆက်လိုက်တော့တိုတိုကမာရီကိုဝင်တားလိုက်ပြီးမဂီမီကိုလည်းဘယ်လိုမိန်းကလေးပုံစံမျိုးကြိုက်လဲလို့မေးလိုက်တဲ့မဂီမီရဲ့အဖြစ်ပေါ်မူတည်ပြီးကောင်းကောင်းဆုံးမပေးမယ်လို့ပြောလိုက်တဲ့ပြီးသူကတော့အရက်ရှိပြီးကိတ်တဲ့စော်တွေကိုကြိုက်တယ်လို့ပါပြောပြလိုက်ပါတယ်မဂီမီကတော့ဘာလို့ငါးကြိုက်ကိုပြောပြရမှာလဲဆိုတဲ့အခါမှာတော့တိုတိုကသူဟာခီယိုတိုဂျီဂျီဆူကျောင်းကတတိယနှစ်ကျောင်းသားအာဝရီတိုတိုလို့မိတ်ဆက်လိုက်တဲ့ပြီးအခုကတကယ်ချင်းတွေဖြစ်သွားကြရင်မလို့ဘလို့မိန်းကလေးပုံစံမျိုးကြိုက်လဲလို့ပြန်မေးလိုက်တော့မဂီမီလည်းမဖြစ်ရင်ဒီငယ်ကျောင်းကသူ့ကိုအတီးသိတော့မှမသိတော့သူ့ကြိုက်မိန်းကလေးပုံစံမျိုးမရှိဘူးဆိုပေမဲ့လှပပြီးတမိုးရှိရဲ့မိန်းကလေးမျိုးဖြစ်ရင်ရပြီလို့သာပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာတိုတိုကမစီမဆိုင်မြဲရည်တွေကြလာပြီးမင်းကတကယ်ပြင်းစရာကောင်းတဲ့ကောင်ပဲဆိုကမဂီမီရဲ့မျက်နှာကိုပြေးကျုံပေးလိုက်တော့နိုဗာရာလည်းဝင်ကူဖို့လုပ်ပေမဲ့မာကြီးကချုပ်ထားလိုက်တဲ့အပြင်မဂီမီနေနဲ့ခီယိုတိုသင်တန်းကျောင်းရဲ့အဆင့်တက်တိုတိုကိုနိုင်မှာမဟုတ်ဘူးလို့လည်းမာကြီးကခနဲ့တက်တက်ပြောနေခဲ့ပါတယ်အဲ့အချိန်နိုဗာရာမာကြီးနဲ့မဂီကအမွှာညီမရဲ့ဆိုပေမဲ့မဂီကမာကြီးတဲ့အစားတရလောက်တာရဲ့လို့ပြန်ခနဲ့လိုက်တော့ဒါကိုကြားလိုက်ရတဲ့မာကြီးကလည်းအနာပေါ်ထုတ်ကျသွားရဲ့အတွက်ခါးတဲ့နက်ကိုဆွဲထုတ်ကနိုဗာရာကိုထောက်ထားလိုက်တဲ့အပြင်ဟဲ့ကောင်မနေပါတကားပြောတာလဲဆိုပြီးလက်နဲ့အာကူနဲ့အနိုင်ကျင့်လိုက်ပါတယ်မဂီမီကလည်းတိုတိုဆိုတာမနေ့ကရှီချူကိုမျိုးယာခရိုမာပေါ်လာရဲ့ပထမဆင့်ကျင်းတဲ့ကောင်9ကောင်နဲ့အတူအစင်းမြင့်ကျင်းတဲ့ကောင်တစ်ကောင်ဟိုပါတယောက်တည်းသမားခဲ့တဲ့တိုတိုများလားလို့တွေးပြီးရှင်းနေခဲ့တဲ့အပြင်မဂီမီကတိုတိုကိုကျင်းစာနည်းပညာမသုံးတတ်ဘူးမလားလို့လမ်းမေးလိုက်တော့တိုတိုလည်းမင်းကကျင်းစာနည်းပညာသုံးပြီးတိုက်ခိုက်ရလောက်အောင်ဘောင်းဝင်မနေဘူးလို့ပြန်ပြောလိုက်ပါတယ်မဂီမီကလည်းဒိုဤဘလက်ကမှာတောင်ပြန်ပါတဲ့ဖားတွေကိုဆင့်ခေါ်ကတိုတိုကိုအဝေးကတိုက်ခိုက်ဖို့ကြံလိုက်ပေမဲ့တိုတိုကတော့မျက်တောင်ခတ်လိုက်တဲ့အချိန်တွင်းမှာပဲမဂီမီရဲ့နောက်ကိုရောက်လာပြီးမဂီမီကိုကိုင်းပေါက်ပေးလိုက်တဲ့အပြင်မျက်နှာကိုလည်းဗညာအားရပါရထိုးကအဆုံးသတ်ဖို့ပါလုပ်နေတဲ့အတွက်အခုနဆင့်ခေါ်ထားတဲ့ဖားတွေကပဲတိုတိုကိုထင်းပေးထားလိုက်ရပါတယ်မဂီမီကလည်းအလောက်တောင်ဖြစ်နေအတီးတိုက်ခိုက်ပေးရသေးတာပေါ့လို့ပြောလိုက်တဲ့အချိန်တိုတိုကလည်းမင်းဖောက်ကင်ကိုထက်ကျုံးမှဆိုပြီးတိုက်ခိုက်ဖို့လုပ်နေတော့နှုတ်ချိန်သာအသုံးပြုသူထိုခဲအီနူမာဂီရောက်လာကတိုတိုကိုမလုံနဲ့လို့ပြောလိုက်တော့တိုတိုလည်းခဏလောက်ရပ်တန့်သွားခဲ့ရပါတယ်အဲ့ချိန်မှာပဲနောက်ထပ်ပန်နာကပါရောက်လာပြီးတိုတိုကိုကျုံးဖို့လောလိုက်ပေမဲ့တိုတိုကတော့အကွက်လေးရလှပေမဲ့သူမလောက်ခဲ့တဲ့အကွက်ကိုတော့မမီဘူးလို့ဆိုကအသားလေးရှောင်းထွက်သွားခဲ့ပါတယ်တိုတိုကိုလည်းပန်နာကအဲ့လောက်တိုက်ခိုက်ချင်နေပညာဖလှယ်ဝဲရောက်မှသာစိတ်ကြိုက်ကျုံးပေးမယ်လို့ပြောလိုက်တော့တိုတိုလည်းမဂီမီကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးလူရာကိုပါပြန်ဝန်းမှာပါဖို့ပြောခိုင်းလိုက်ပြီးထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမာကြီးကလက်နဲ့အာကိုနဲ့နိုဗာရာကိုဖမ်းထားလိုက်တဲ့အပြင်ဟဲ့ကောင်မနေငါ့ကိုမနိုင်ပါဘူးလို့မန်တက်နေပြီးဘဝင်ကိုင်းနေတော့မှာပဲမဂီရောက်လာကစီးရင်ရှင်းရရှိရင်သူနဲ့ရှင်းမှမလို့သူ့ရဲ့ဂျူနီယာလေးကိုမထိနဲ့လို့ပြောလိုက်တဲ့အတွက်မာကြီးလည်းကျင်းစာဆုံးအားမရှိရဲ့ရှုံးသမားမာဂီကိုတတိမထားမိလိုက်ဘူးလို့လေတိုက်လိုက်ပါတယ်မာဂီကလည်းနင်းလဲရှုံးသမားပါပဲလို့ပြန်ပြောလိုက်ပြီးနိုဗာရာကိုလည်းစင်ပြေးရလာလို့မေးလိုက်တော့မာကြီးကနိုဗာရာတယောက်နောက်ထပ်တနားရီလောက်ထားနိုင်အောင်မှာမဟုတ်ဘူးလို့ပြောနေတော့မှာပဲနိုဗာရာနောက်ကနေထားလာပြီးမာကြီးကိုတဝက်ပြပေးလိုက်တော့မာကြီးကမကျေနပ်သေးပဲကောင်းမနင်းအစ်စ်နဲ့ငါ့ကိုဘာချိုးတာလဲဆိုပြီးတိုက်ခတ်ဖို့လုပ်နေတော့တိုတိုကပဲဝင်တားလိုက်ပြီးခီရိုမှာကျင်းပမယ်စူပါစတာတာထာခါရဲ့လက်ဆွဲနှုတ်ဆက်ပဲရှိတဲ့ဆိုတာခေါ်သွားတော့မာကြီးလည်းတိုတိုနောက်ကိုမလိုက်ချင်မလိုက်သွားခဲ့ရတဲ့အပြင်နိုဗာရာကိုလည်းဘူးကြည့်လိုက်ကပညာဖလှယ်ဝဲလောကူမှာတော့မဟုတ်ဘူးတော့လို့လည်းသတိပေးသွားခဲ့ပါတယ်နိုဗာရာကတော့မာဂီကိုကျင်းစာဆုံးအားမသုံးနိုင်တာတကယ်လားလို့မေးရောမာဂီလည်းကျင်းစာဆုံးအားမရှိတာအမှန်ပဲဖြစ်ပြီးတော့ညမှန်မပိုင်ကျင်းစာကောင်းတွေတောင်မမြင်နိုင်ဘူးလို့ပြောပြလိုက်တဲ့အပြင်နိုဗာရာလည်းတားချောင်ကျင်းစာထွန်းထားပြီးသားလက်နက်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်တာမာဂီရဲ့နီလန်ပဲဆိုတာကိုလည်းသဘောပေါက်သွားခဲ့ပါတယ်အဲ့နောက်ဘာလို့ဂျူဂျက်ဆူကျောင်းကိုလာတက်တာလဲလို့နိုဗာရာဆက်စုလိုက်တော့သူ့အိမ်ကိုအရွယ်တိုက်ဖို့လို့ပြန်ပြေးလိုက်ပြီးသူသာဂျူဂျက်ဆူပညာရှင်ဖြစ်သွားရင်အင်းကဖြစ်သွားမဲ့တောက်ခွက်ကိုမြင်လို့လည်းမာဂီကဆက်ပြောပြလိုက်ပါတယ်ဂိုဂျူကတော့ခီယိုတိုဂျူဂျက်ဆူသင်တန်းကျောင်းရဲ့အကြောင်းအကြီးဂကူကန်ချီနဲ့သွားတွေ့နေခဲ့တဲ့အပြင်အီတာတိုယူဂျီကိုအထူးစင်းကျင်းစာကောင်တွေရှိတဲ့နေရာကိုဆေလွတ်ခဲ့တဲ့အထက်ကျောင်းအကြီးဂကူကန်ချီလည်းပါတယ်မလားလို့လည်းဂိုဂျူကမေးလိုက်တော့ဂကူကန်ချီရဲ့လက်ထောက်မလေးကလည်းဂိုဂျူကိုကြဲကြည့်နေခဲ့ပြီးဂိုဂျူကတော့မနှင်းညတော့မတ်ဖို့မတင်ထားတဲ့အထူးစင်းကျင်းစာကောင်နှစ်ကောင်တိုက်ခိုက်တာခံခဲ့ရတယ်လို့ဂကူကန်ချီ
ကြီးကိုပြောနေခဲ့ပြီးကျင်းစာကောင်တွေကလူတွေနဲ့ပြောဆိုဆက်ဆက်နိုင်တဲ့အပြင်အစွမ်းထက်မဲ့နောက်လိုက်တွေလည်းရှိပုံပေါ်တယ်လို့လည်းကိုဂျူကပြောနေခဲ့ပါတယ်။ဒါအပြင်တတိယနေ့ကဟာခါရီဒုတိယနေ့ကယူတာနဲ့ကျူတိုတင်တဲ့ကျောင်းကတိုတိုတို့တွေကလည်းတနေ့အတွင်းမှာပုံမတမလာကြတယ်လို့ပြောလိုက်တဲ့အခုဆိုရင်သူခုနာရဲ့လက်ခံကောင်အီတာတို့ယူကြီးလည်းပြန်ပေါ်လာပြီးဖြစ်လို့အဖိုးကြီးတွေကိုခေါင်းခေါက်သွားမဲ့လူတွေကကိုဂျူတယောက်ထဲလို့မတွေးထားနဲ့လို့ပါပြန်သတိပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဘိုးတော်ကတော့ဒေါသရဲ့လိမ့်လိုက်ထွက်သွားခဲ့ရတဲ့အချိန်မှာတော့ကိုဂျူကပြောချင်တာပြောပြီးမလို့ပြန်လာအောင်မယ်လို့ဆိုတာထွက်သွားခဲ့ပြီးဘိုးတော်ကတော့လက်ထောက်မလေးမာယူဝါကိုအဲ့လိုအပြောမပေးရဲ့ကောင်နဲ့တွေ့ရင်ကော်တီလေးတောက်ချင်မိတယ်လို့ဆိုတာမာယူဝါကိုတော့ယူခိုင်းလိုက်တော့မာယူဝါတယောက်ကိုဂျူနောက်ကိုပြေးလိုက်သွားပြီးတက်ဝင်ရိုက်ဖို့လုပ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းတူတူကတထကန်နဲ့လက်စနှုတ်ဆက်နေခဲ့တဲ့အပြင်တထကန်ကထားပေးတဲ့ပုံစံလေးလို့တော့စော်မရှိတဲ့ကောင်ကြီးတို့လိုပဲရမ်းပြောနေခဲ့ပါတယ်။အဲ့လိုနဲ့နောက်လောက်ကူပြောင်းသွားတဲ့အခါမှာတော့ခါဝါဆာကီမြို့ခိုင်ထဲမှာရုပ်ရှင်ရုံထဲမှာတော့မူမမှန်တဲ့ចောင်းသားအလောင်းတွေကိုဝန်ထမ်းတွေကတွေ့ရှိသွားခဲ့ကြတဲ့အပြင်ရုပ်ရှင်ရုံဘေးကလမ်းကြားထဲမှာတော့ကောင်လေးတယောက်ကရုပ်ရှင်ရုံထဲကအလောင်းတွေကမာဟီတိုလောက်ခဲ့တာလားလို့မင်းနေခဲ့ပါတယ်။နောက်ရက်မှာတော့အခင်းဖြစ်ပွားတဲ့နေရာကိုအီတာရိုယူဂျင်းနဲ့မျက်မှန်တက်ထားတဲ့လူတယောက်ကစုံစမ်းဖို့ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒါလေးကတော့ Jujutsu Kaisen Season 1 Episode 8ဖြစ်ပြီးတော့နောက်ထပ်အပိုင်းသစ်တွေကိုစက်တင်ပေးနိုင်ဖို့အတွက် Like, Share, Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။